ဖိုးတုံးကတက်ပြေကုန်းလို့ခေါ်တဲ့ကြေးရွာလေးဟာအလွန်ပဲတာယာအေးချမ်းလှပါတယ်ဒီရွာကလေးရဲ့အစုံဆုံးမှာဝါကတ်မူဝါထရံကာထားတဲ့အိမ်လေးတစ်လုံးမှာတော့အဖွားတော်ဖွားစိန်နဲ့သူ့ရဲ့မြေးလေးဖိုးထူးတို့မြေးဖွားနှစ်ယောက်နေထိုင်ကြပါတယ်ဖိုးထူးလေးငယ်ရွယ်စဉ်ကတည်းကမိဘတစ်ပါးစလုံးကွယ်လွန်သွားခဲ့ရှာတာမို့အဖွားတော်ဖွားစိန်ဟာမိဘနေရာမှာပါအစာသွင်းပြီးအဆင်မပြေမှုတွေကြားကမြေးလေးကိုရင်အုပ်မကွာပြုစုစောင့်ရှောက်ခဲ့ရရှာပါတယ်အချိန်တွေကုန်လို့ဖိုးထူးတယောက်အရွယ်ရောက်လာတဲ့အခါမှာတော့အဖွားကိုဒီထက်မကထောက်ပံ့ခြင်းနဲ့စိတ်မျိုးကြီးပြကြီးမှာအလောက်ကန်ရှာဖွေခြင်းနဲ့စိတ်တွေကြောင့်မျိုးတက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်ဖိုးထူးတယောက်မျိုးတက်ဖို့အဖွားဖြစ်သူအားဖွင့်ပြပြတဲ့အခါအဖွားဖြစ်သူဟာစိတ်မကောင်းစွာနားဆွင့်ပြီးနားထောင်နေခဲ့ပါတယ်ဖိုးထူးတယောက်မနဲ့ဝေလီအဖွားဖြစ်သူကိုနှုတ်ဆက်ကမျိုးစီတို့ဦးထဲထွက်ခွာလာခဲ့ပါတယ်ဒါပေမဲ့မြို့ပေါ်ကဘဝဟာဖိုးထူးထင်တယ်လို့မလွယ်ကူခဲ့ပါဘူးအတိအကျမရှိတဲ့မြို့ကြီးမှာဖိုးထူးတယောက်စိတ်ကန်းကောဆက်ယုံမှာပါအလုပ်မျိုးစုံလုပ်ရင်းနေ့မအားညမအားရုန်းကန်ရပါတယ်ညဘက်အချိန်များတွင်လဲလျောင်းလိုက်တိုင်းရွာကဝါကတ်မိုးအိမ်လေးနဲ့အဖွားရဲ့မြစ်တာတွေကိုတတိယလာပါတော့တယ်ဖိုးထူးဟာအိမ်လွမ်းတဲ့တန်အလုပ်ပြီးတဲ့တန်တွေကြောင့်သူ့ရဲ့အဖွားအားပုံမူတတိယလာပါတော့တယ်မြို့ပြရဲ့ပင်ပန်းမှုတွေကိုကြော်ဖြတ်ပြီးနောက်ဖိုးထူးဟာရွာကအဖွားစီကိုပြန်ဖို့ဆုံးဖြတ်ခဲ့ပါတယ်ရွာစီတို့ပြန်လာခဲ့ပြီးအဖွားရဲ့အိမ်ပေါဝါတို့ပြန်ရောက်သည့်အခါဖိုးထူးကအဖွားဖြစ်သူအားအဖွားကျွန်တော်ပြန်လာခဲ့ပြီဖွားလို့ဝန်ထဲစွာပြောကြားလိုက်ပါတယ်အဖွားစိန်မှမြေးဖြစ်သူဖိုးထူးအားတားလူလေးမင်းပြန်လာတာအဖွားဝမ်းတာလိုက်တာဟုတာရည်ရွတ်နေခဲ့ပါတယ်မြေးဖွားနှစ်ယောက်သားအဖွားစိန်ခတ်ပေးသားသည့်ရေနှင့်အဖွားစိန်ပြင်ပပေးသည့်ထမင်းဝိုင်းအားပျော်ရွှင်စွာစားတောက်ကြပါတယ်သို့တော်ဖိုးထူးစိတ်ထဲ၌အဖွားဖြစ်သူအားတယောက်တည်းထားခဲ့မိသည့်အတွက်ဝမ်းနည်းနေခဲ့ပါတယ်ဖိုးထူးဟာရွာမှာနေရင်အဖွားရဲ့အိမ်မှုကိစ္စတွေလေယာလုပ်ငန်းတွေကိုလှုပ်အားပြည့်နဲ့ကူညီပါတယ်ဒါပေမဲ့မကြခင်မှာပဲတပြေကုန်းရွာလေးစီကိုမိုးခေါင်ရေရှားမှုဘေးဆိုးကြီးဆက်ရောက်လာပါတော့တယ်တရွာလုံးကစိုက်ခင်းတွေပျက်စီးပြီးရွာသားတွေနဲ့အဖွားတို့ဟာစိုးရိမ်တော့ကရောက်ကြရပါတယ်ဖိုးထူးဟာအိမ်ရှိတွင်ထိုင်ကပြင်းထန်လာတဲ့အပူချိန်ကြားရေးစားစားဖြင့်ရေးသားလိုက်ပါတယ်ထိုခဏအတွင်းဖိုးထူးဦးနောက်တွင်ရွာမြောက်ဘက်ကတောင်ကြီးရဲ့အနောက်ဘက်မှာတစ်နှစ်ပတ်လုံးမခန်းချောက်တဲ့စမ်းကြောင်းလေးရှိတာကိုသတိရသွားပါတယ်အဲ့ဒီစမ်းရည်ကိုရွာထဲတွေ့ယူဖို့သူစိတ်ကူးမိပါတယ်ဖိုးထူးဟာသူ့ကြံအားရွာလူကြီးနဲ့ရွာသူရွာသားတို့ရှိမှဆွေးနွေးခဲ့ပါတယ်ရွာသူရွာသားတွေကိုစီယုံပြီးနောက်မှာတော့မြို့ပေါ်ကအစိုးရဌာနဝန်ထမ်းတွေစီတွားရောက်ဆွေးနွေးတိုင်ပင်ခဲ့ပါတယ်ဖိုးထူးရဲ့ခေါင်းဆောင်မှုနဲ့လုပ်ငန်းအိတ်တွေအကျုံများဟာသူ၏မြို့မှာနေစဉ်လုပ်ငန်းခွင်အတွင်းတင်ယူခဲ့ရတဲ့ဗဟုသုတတွေကြောင့်များစွာတိုးတက်လာခဲ့ပြီးတရွာလုံးကလူငယ်တွေရွာသားတွေဟာအတက်တရောနဲ့ရေမြောင်းတူးခြင်းဝါဖိုက်ပံများနဲ့ရေစုပ်ဆက်တည်ယူခြင်းတွေ့တန်းချင်းလုပ်ငန်းကိုတက်ညီလက်ညီစုပေါင်းလုပ်ဆောင်ကြတာနေ့မနာညနာလုပ်ကင်ကြပါတော့တယ်အားလုံးရဲ့စီးလုံးမှုကြောင့်ရေစုပ်ဆက်အားမောင်းနဲ့လိုက်တီနဲ့တွေ့တန်းလိုက်ထားတော့ပိုက်များမှတဆင်စမ်းရည်ဟာ၆တွေ့နေတဲ့စိုက်ခင်းတွေတဲကိုတတွင်တွင်စီးဝင်သွားပါတော့တယ်တရွာလုံးဟာပျော်ရွှင်မှုတောကကင်းဝေးမှုတို့ကြောင့်လက်ခုပ်များတီးကအောင်ပွဲခံကြပါတယ်ထိုအချိန်ဖွားတော်ဖွားစိန်ဟာမိမိရဲ့မြေးဖြစ်သူအားကုန်ယူသောစိတ်ဖြင့်ဝမ်းတာအားရဂုဏ်ယူမဆုံးဖြစ်နေပါတော့တယ်ထိုနှစ်မှာပဲတပြေကုန်းရွာလေးဟာစပားတွေအစမတန်ရိတ်သိမ်းအောင်မြင်ခဲ့ပါတယ်ရွာသူရွာသားအားလုံးပျော်ရွှင်စွာစုပေါင်းရိတ်သိမ်းကြပါတယ်ဖိုးထူးနဲ့အဖွားဟာလည်းရွာဦးကျောင်းမှာကုသိုလ်ကောင်းမှုပြုလုပ်ခြင်းတွေနဲ့အတူတပြေကုန်းရွာကလေးမှာပဲတဦးကိုတဦးဖိမကူညီရင်ပျော်ရွှင်ချမ်းမြေ့စွာနှစ်ပေါင်းများစွာအတူတကွနေထိုင်ရင်းဆက်သိမ်းသွားခဲ့ပါတော့ဗျာ